မင်းကိုတီးနဲ့တကြားနဲ့စားရင်တေးနိုင်လားဗျဆိုတော့ဟုတ်ပါရဲ့ဗျဒီနေ့မှာတော့အားလုံးတောင်းဆိုနေရရက်များဖြစ်တဲ့မင်းကိုတီးနဲ့တကြားနဲ့ကျွန်တော်စားပြသွားမှာဖြစ်ပါတယ်ဗျဟုတ်တယ်အရင်တော့ကတော့မင်းကိုတီးကယာတီမပေါ်လို့မရသေးဘူးပေါ့နော်ခုကတော့မင်းကိုတီးယာတီပေါ်ပြီဗျအဲ့တော့စားပြတော့မယ်ဗျဒါကလည်းတကြားစစ်စစ်ပေါ့နော်ဒါက rock sugar ဗျတော့တကြားမှန်းတိတောင်လို့ပေါ့နော်ဆိုတော့ဟုတ်ပြီဒီဟာလေးကိုကျွန်တော်ခွဲလိုက်ရအောင်ဗျဝယ်စားထိုးလိုက်တော့မယ် okay Okay ရရကျွန်တော်လှီးလို့ပြီးပါပြီပေါ့နော်အဲ့တော့ဒီမှာဒီမှာမင်းကိုတီစစ်စစ်ပေါ့နော်မင်းကိုတီစစ်ပါဗျကျွန်တော်ဒီမှာမင်းကိုတီလေးပြုတ်ကြသွား Okay ဒီမှာမင်းကိုတီမင်းကိုတီလေးယူလိုက်မယ် Okay wait ခတ်လိုက်တာဒီမှာဖြူဖူးဖင်းနေရစားလို့လုံးဝကောင်းပြီဗျစားလိုက်ရအောင်ကောင်းတယ်ကွာတော်မိုက်တယ်ပြေကျော်ဒီနေ့မင်းကိုတီအတီးတယ်မကောင်းတော့ခွန်နဲ့ပါတကြားနဲ့စားပြတယ်နော်တကြားစားမယ်တော်ယူချိုးသွားတယ်တို့တာအန်နေရတော့မရှိဘူးဒါပေမဲ့စီးချိုသမားတွေလုံးဝမစားသင့်ဘူးတော်ချိုးလုံးတယ်ဗျနေတော့မလို့တကြားနဲ့တော်ချိုးရယ်ပြေကျော်မင်းကိုတီခွန်ပေါ့နော်ခွန်စားပြမယ်ခဏခွန်တွင်းမိုင်းနဲ့စားအောင်လုပ်ဖက်ပြီးတော့အခွန်တီးတဲ့လည်းမစားသေးဘူးတကယ်ပြောတော့တကြားနဲ့မတဲလို့မဟုတ်ပေါ့နော်ဒါပေမဲ့အခွန်တီးတဲ့စားရင်ပေါ့နော်အစာမရှိရဖြစ်နိုင်တယ်ပြီးမူးတာနောက်တာဖြစ်နိုင်တယ်ဗျသူများပြောလို့တွေးရလုံးဝတိုးသွားတာမျိုးဘာဖြစ်လာမှမသိဘူးခါရတကြားနဲ့ခါရOh my god စုပ်ပြန်နေရပဲတည်ရင်မင်းကိုတီအတီးကိုပထမဆုံးမစားလိုက်ဘူးအခွန်ပထမဆုံးစားလိုက်ရမှာ Oh my god ခါလိုက်တာနည်းနည်းစားပြသွားရနော်ခဏအဲ့လိုမယုံမရှိအောင်ဆိုဖဲလိုက်မလက်နဲ့နည်းဖဲလိုက်မယ်ဒီမှာစားလိုက်မယ်အမလီခါလိုက်တာ Oh my god ဒီလောက်စားရင်တေးနိုင်ပြီလားဗျမယုံမှဆိုထက်စားအောင်ပါဆိုးလိုက်တာကွာရတာတော့ဖဲမယ်ခါတကြားယူမယ်တကြား Oh my god ခါလိုက်တာယူထားလိုက်မတကြားနဲ့တော့နည်းနည်းတော့အဆင်ပြေပါဗျတကြားနဲ့ဆိုရဘာမှဖြစ်ပါဘူးဗျကျွန်တော်ဒီဗီဒီယိုကြည့်တင်လိုက်ဆိုရင်တော့ပြင်ကျွန်တော်ကြက်မာနဲ့တက်ရှင်နေပြီးပါတယ်ဗျပြီးရင်နောက်တစ်ခုပြောပြအောင်မယ်ဗျအဲ့ဒါဘာလဲဆိုကျွန်တော်နောက်ဗီဒီယိုရရင်တနခါတဲ့ပန်းသီးနဲ့တကယ်စားပြတော့မယ်ဗျတနခါနဲ့ပန်းသီးနဲ့အားလုံးစောင့်မျှော်နေကြကြာရင်နော်နောက်ကျရင်လာတော့မယ်ဗျနောက်ဗီဒီယိုစောင့်မျှော်လိုက်ပါဗျ